ဒီလိုမျိုး Hello Kitty sticker လေးတွေကို laptop မှာလှလှလေးကပ်ရတာကြိုက်တဲ့သူတွေရှိလား။နေရတော့အဲ့ဒီအထဲမှာပါဝင်ပါမယ်။နေရလည်းအဲ့လိုမျိုးကပ်ရတာကြိုက်တယ်ပေါ့နော်။ဆိုတော့အရင်ကကတ်ထားတဲ့အရာလေးတွေကိုအရင်ခွာရပါမယ်။ဘာလို့လဲဆိုတော့အခုအစ်စ်ပြန်ကက်မှာပေါ့နော်။နေရမကတ်တာကြာပြီအဲ့ဒီတစ်ခုကတ်တာတော်တော်လေးကြာပြီပေါ့နော်။ဆိုတော့အဲ့ဒါကိုပြန်ခွာရပါတယ်။ပြန်ခွာဖို့ကလည်းအကူဆင်းရမှာနည်းနည်းပြင်းလို့ပေါ့နော်။အများကြီးပဲဆိုတော့တစ်ထပ်သုံးထပ်ဆင်းရမှာဆိုတော့အဆင်မပြေဘူးဆိုတော့လက်နဲ့ပဲခွာပါတယ်ဆိုတော့လုံးဝကမှပဲအပီးစီးခွာလိုက်တာ၄နာရီကလေးလောက်ကလေးခွာတာ6နာရီလောက်မှပြီးသွားပါတယ်ဒါပေမဲ့ကြိုးစားပန်းစားနဲ့ခွာပါတယ်ဒါကကြတော့ဒီလို view လေးကိုမြင်ပြီးတော့ခွာရတဲ့အတွက်ကြောင့်မလို့စိတ်ကရောစော်လေးအေးချမ်းရပါတယ်ဆိုတော့လူရင်းလေးကိုသွားလိုက်ကြအောင်ဆိုတော့ဒီလိုမျိုး laptop တွေကိုအပြောင်အကုန်ရှင်းပါမယ်ဒီလိုမျိုးအပြောင်အကုန်ရှင်းပြီးသွားပြီဆိုရင်တော့အပေါ်မှာHello Kitty sticker လေးတွေဖြစ်တဲ့ຢာလေးတွေကိုကတ်မှာဖြစ်ပါတယ်ဆိုတော့ငင်းကအရင်ဦးဆုံးအခုတော့အဲ့ဒီအောက်မှာကတ်ပြီးသွားပြီအလဲမှာအကြီးဆုံးလေးကတ်လိုက်တယ်ပေါ့နော်ပြီးတော့နောက်ထပ်ဘာတွေကတ်မလဲဆိုတော့ဆက်ပြီးတော့ချိန်ပေးကြပါအောင်အရင်ကတော့မဲမဲသားဆန်တာကိုမကြိုက်တလားအခုနောက်ပိုင်းဆိုရင်တော်တော်လေးကြိုက်နေပါတယ်ဒီလိုမျိုးပန်းရောင်လေးတွေမြင်ကိုတော်တော်လေးကြိုက်နေပါတယ်အဲ့လိုမျိုးပြောင်းလဲနိုင်ပါတယ်လူတွေဆိုတာဒီလိုပဲနေနော်အမြဲတမ်းပြောင်းလဲနေနိုင်ပါတယ်တရားသဘောရပြောရမယ်ဆိုရင်အဖြစ်ပြက်ပေါ့နော်ဖြစ်ပြီးသွားပြီဆိုရင်ပြက်မှာပဲအဲ့လိုမျိုးပဲမတည်မြဲခြင်းသဘောဝါရီပေါ့ကွယ်အမလေးတရားရဟောလိုက်ပြီးဆိုဒီမှာရှိလိုက်အလဲမှာတစ်ခုကပ်ပါရဲ့ပြီးတော့တစ်ဆက်တိုက်ကပ်သွားမယ်ပေါ့နော်ဆိုတော့ပြောချင်တဲ့အရာလေးတွေကလူတွေဆိုတာကြတော့အကြိုက်တွေလည်းပြောင်းလဲနိုင်တယ်ဒီလိုမျိုးပဲ Hello Kitty တွေအရင်ကဆိုရင်ကလေးဆန်တယ်လို့မြင်တဲ့အရာလေးတွေခုနောက်ပိုင်းဆိုရင်ပြန်ကြိုက်လာတယ်တကယ်တော့ကိုလို့ချင်တာတွေရှိရဆိုရင်ကြတော့ကိုကလှုပ်လိုက်ပါဘာလို့လဲဆိုတော့ဒါရီကမကောင်းဘူးကလေးတွေလို့ဖြစ်နေရဲဆိုပြီးတော့စိတ်တမထားပါနဲ့လှုပ်ချင်တာတွေကလှုပ်လိုက်ပါသူများရဲ့အမြင်တွေဆိုတာတိတ်ပြီးတော့ရင်းကြည့်လို့ရနော်ကိုကမှကိုတီတာအတိကဆိုတော့ကိုလို့ချင်တာလေးတွေကိုလှုပ်လိုက်ကြဖို့နဲ့ကဒီဗီဒီယိုလေးကိုရရင်လည်းပေါ့နော်တခါလေးတီးရလာလို့ပြန်ပြီးတော့ remind လေးလုပ်ပေးချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့နေ့လိုမျိုးအဲ့လိုမျိုးကတ်ထားတဲ့သူကြီးရှင်လဲ comment လေးမှာချပေးခဲ့လို့ပုံလေးရိုက်ပြီးတော့ပြပေးခဲ့လို့ရပါတယ်နော်ဒါကတော့ညလို့ထားတာလေးပါအကုန်လုံးပြောရပြီဒီပေါ့လေးကတော့ vlog ပါပဲဆိုပြီးချစ်ရတဲ့အတွက်ကျေးဇူးပါ bye bye